ဒီဇလန်လေးကတော့ကောင်လေးတယောက်ဟာအင်ပါယာရဲ့73ရောက်မြောက်မင်းသားလေးနိုအာအာရော့ဂရက်ဖြစ်ပြန်လည်ဝင်စားလာရာကနေစတင်ခဲ့ပါတယ်။အီဂရစ်မင်းကြီးဟာနိုအာရဲ့ပါရမီဟာရေတက်ခံဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်ရေမျိုးနယ်စုတွေအခြေချနေထိုင်ရာအမေရိကနေမြေကိုဆုလက်အဖြစ်ပေးသနာခဲ့ပါတယ်။မင်းကြီးကအစီခံကိုနိုအာရဲ့စွမ်းရည်တွေကိုစစ်ဆေးခိုင်းတဲ့အခါမှာတော့သူ့ရဲ့ရေတက်ခံဟာ SS run အောင်ရှိနေတာကိုတွေ့လိုက်ရလို့အားလုံးအံ့အားသင့်သွားကြပါတယ်။အားလုံးကသူ့ကိုပါရမီရှင်တယောက်လို့ထင်မှတ်နေကြပြီးနိုအာကိုယ်တိုင်ကတော့ဘာတွေဖြစ်နေမှန်းသိချမသိသေးပေမဲ့သူဟာမူးမက်မျိုးနွယ်ထဲမှာပြန်လည်မွေးဖွားလာတယ်ဆိုတာကိုတော့သဘောပေါက်ထားပါတယ်။မြားအင်ပါယာဟာတောင်တန်းတွေကြားကစစ်တရေတွေပေါ်များတဲ့ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ပြီးမြို့တော်ကတော့ငိမ့်ချမ်းနဲ့မြေပြန့်လွင်မြေမှာတည်ရှိပါတယ်။အီဂရစ်မှာသားသမီး10ယောက်ထက်မကရှိပြီးသူတို့ကိုအင်ပါယာမင်းသားများဖြင့်လူအများကအလေးစားကြပါတယ်။အခုဆိုရင်နိုအာဟာအသက်6နှစ်ရှိပြီဖြစ်ပါတယ်။သူ့ရဲ့ရေတက်ကန်ဟာ SS run လို့အားလုံးကသိထားကြပေမဲ့သူကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့တမျိုးဖြစ်နေပါတယ်။အယ်မေးနီးယားနယ်မြေကိုရပြီးနောက်ပိုင်းမှာသူ့ရဲ့စွမ်းရည်တွေတိုးလာတာကိုသူသတိပြုမိသလိုအစီခံတွေကိုခန့်အပ်ပြီးတဲ့နောက်မှာလည်းသူ့ရဲ့ status တွေတိုးတက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်သူဟာနောက်လိုက်တွေများလေဖိုးတမ်းမလေးဆိုတာကိုနားလည်သွားပါတယ်။သူ့မှာလည်းပဲအကန့်အသတ်မရှိတဲ့အတွက်ဘယ်လောက်ထိတမ်းမလာမလဲဆိုတာအတိုင်းအစားမရှိပါဘူး။အစီခံတွေကလည်းနိုအာရဲ့တည်ငြိမ်ရင်းချက်ပုံကြည့်ပြီးတော့အံ့ဩနေကြပါတယ်။ဒီနေ့မှာတော့အစီခံမလေးအေဗလန်ကအိမ်ရှိမင်းသားနဲ့၄ယောက်မြောက်မင်းသားတို့ရောက်လာကြောင်းလာပြောပါတယ်။အိမ်ရှိမင်းသားအေဗက်ကလက်ဆောင်တစ်ခုပါလာတယ်လို့ပြောလိုက်တဲ့အချိန်မှာပဲအစီခံတယောက်ကလက်နဲ့တစ်တာတစ်လုံးကိုတည်လာပြီးအခန်းထဲမှာမှောင်မိုက်တဲ့အရှိန်အဝါတွေဖုံးလွှမ်းသွားပါတယ်။အေဗက်ကတစ်တာကိုဖွင့်ခိုင်းလိုက်တဲ့အခါနိုအာဟာလူတွေရဲ့အော်ဟစ်တန်တွေကိုကြားလိုက်ရသလိုကျိန်စာတင့်တာလီဗိုင်းတန်ကိုလည်းမြင်လိုက်ရပါတယ်။အေဗက်ကဓာတ်ကိုကောက်ကင်မှုခိုင်းပါတယ်။အိမ်ရှိမင်းသားရဲ့လက်ဆောင်ဖြစ်လို့နိုအာလည်းညင်းမရဘဲနဲ့လက်ခံလိုက်ရပါတယ်။ဒီဓာတ်ဟာအင်ပါယာမှာအစွမ်းထန်ဆုံးရေမော်ဓာတ်ဖြစ်ပြီးဓာတ်ကိုအပိုင်စီးဖို့ကြိုးစားရင်လူပေါင်းရာနဲ့ချီတိတ်ဆုံးခဲ့ပူတယ်လို့အေဗက်ကပြောပါတယ်။၄ယောက်မြောက်မင်းသားဟန်နရီကတော့မစိုးရိမ်ပါနဲ့သူတို့ကဓာတ်ကိုမဖို့ကြိုးစားတဲ့ခဏမှတင်တည်သွားကြတာပါလို့ဆိုပါတယ်။အေဗက်ကနိုအာရဲ့ရေတက်ကန်ဟာ SS run ဖြစ်လို့ကိုင်နိုင်လိမ့်မယ်လို့တွေးထားတာပါ။ဒါဟာနိုအာကိုစမ်းသပ်တာဖြစ်မှန်းနိုအာသိလိုက်ပါတယ်။သူတို့ပြန်သွားတဲ့အခါဟင်နရီကအေဗက်ကိုဒီလောက်တန်မိုးရှိတဲ့ဓာတ်ကိုပေးလိုက်တာမှန်ရဲ့လားလို့မေးပါတယ်။အေဗက်ကတော့ပါရမီရှင်နိုအာလက်ထဲမှာရှိနေတာပိုကောင်းပါတယ်။ကိုမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်ကပြန်ကြိုက်ရင်ဘလို့နေမလဲဆိုတာသူတည်သွားတာပေါ့လို့ဆိုကခက်မက်မဲ့ပြောခဲ့ပါတယ်။အဲ့ဒီညမှာနိုအာဟာသူ့ရဲ့အစီကံမလေးဇိုးစိတ်မကောင်းဖြစ်နေတာကိုတွေ့လို့ဘာဖြစ်တာလဲလို့မေးပါတယ်။ဇိုးကသူမရဲ့ဇာတိရွာဖြစ်တဲ့ဒိုဆိုမှာရေကြီးလို့သူမအမေအလုပ်ပြုတ်သွားကြောင်းဒါကြောင့်ဆွေမျိုးတွေကသူမကိုပြည်တန်စာရက်ကွက်မှာအလုပ်လုပ်ဖို့တိုက်တွန်းနေကြကြောင်းငိုပြီးပြောပြပါတယ်။နိုအာကဆက်မပြောခိုင်းတော့ပဲသူမအမေကိုသူ့အိမ်တော်မှာပဲအလုပ်ပေးလိုက်ပြီးတလကိုရင်း10ပြားပေးမယ်လို့ပြောလိုက်ပါတယ်။ဇိုးကဒါဟာအယမ်းများလွန်းတယ်လို့ထင်နေပါတယ်။ဒါပြင်မြို့ပြင်ကအိမ်တစ်လုံးမှာလည်းအခမဲ့နေခိုင်းလိုက်ပါတယ်။နိုအာကဇိုးကိုပြည်တန်စာရက်ကွက်မှာအလုံးမလုပ်စေချင်တာကသူ့အစီကံကအဲ့ဒီမှာအလုပ်လုပ်တယ်လို့လူသိသွားရင်သူ့ရဲ့တိတ်ခါကြမှာဆိုလိုပါနိုအာဟာဘက်တလာဒီလန်ကိုခေါ်ပြီးဒိုဆိုရွာကမြေတွေကိုတက်နိုင်သမျှအကုန်ဝယ်ဖို့ခိုင်းပါတယ်။ရေဘေးတင်းတဲ့အချိန်မှာလူလိန်တွေကလူတို့ကိုအမျက်ထုတ်မှာကိုသူကြိုသိနေလို့ပါ။ဒီလန်ဟာနိုအာရဲ့ကြိုတင်တွေးခေါ်နိုင်စွမ်းကိုအံ့ဩသွားပါတယ်။ဒါဟာနိုအာရဲ့အရင်ဘွားကအတွေ့အကြုံတွေကြောင့်ပါ။ဒါပေမဲ့မြေဝယ်ဖို့ရှင်9သိန်းလောက်လိုအပ်နေပါတယ်။မြို့တော်ကတာမန်လူတယောက်ရဲ့တစ်နှစ်ဝင်ငွေဟာရင်း120ပဲရှိပြီးအရာရှိတွေတောင်မှ8000ပဲရတာပါ။နိုအာစီမှာ9သိန်းပဲရှိတာမို့ကျန်တဲ့2သိန်းအတွက်တောင်ဘက်ကသူ့ရဲ့ပိုင်နက်တွေကိုရောင်းဖို့ခိုင်းပါတယ်။ဒီလန်ကဒါဟာအီဂရစ်ပေးတဲ့မြေမို့လို့ရောင်းလို့မရကြောင်းတားပေမဲ့နိုအာကတော့ပြည်သူတွေပျော်ရွှင်မှုဆိုရင်မူးမက်တွေကသတိရမှာပဲ။ခမင်းတော်ရဲ့အပြစ်ပေးမှုကိုငါခံယူမယ်လို့ပြည့်ပြတ်သားပြောလိုက်ပါတယ်။ဒီလန်ဟာလည်းသူ့ရဲ့ဇာတိရွာအတွက်နိုအာရဲ့စေတနာကိုကြည့်ပြီးကျေးဇူးတင်စွာနဲ့အမိတ်ကိုနာခံလိုက်ပါတယ်။နိုအာဟာဒိုဆိုရွာကိုကိုယ်တိုင်သွားကြည့်ဖို့အတွက်ပြင်တဲ့အခါဟင်နရီကလီဗိုင်းတန်သားကိုသုံးပါလားလို့မေးပါတယ်။နိုအာကတော့မသုံးသေးပါဘူး။အခွင့်အရေးရမှစမ်းကြည့်မယ်လို့ပြန်ပြောပါတယ်။ဟင်နရီကဓားမှာသူ့ရဲ့အလိုလျောက်စိတ်ဝိညာဉ်ရှိပြီးသူအတိမဲ့ပြုတဲ့သခင်ကိုပဲနာခံတတ်ကြောင်းတတိမထားရင်သိဆုံးနိုင်ကြောင်းတတိပေးလိုက်ပါတယ်။ဒိုဆိုရွာကိုရောက်တဲ့အခါရေကြီးလို့လူတွေဟာမြေကရန်စာချုပ်တွေပျောက်ဆုံးနေကြပါတယ်။ဒါကြောင့်အစိုးရရုံးကစည်ရင်းတွေအတိုင်းမြေကိုဝယ်ဖို့နိုအာစီစဉ်ပါတယ်။ဇိုးကလည်းလမ်းပြဖြစ်လိုက်ပါလာပါတယ်။အဲ့ဒီမှာရွာသားတွေကိုအစားအသောက်ဝင်းခနေတာကိုတွေ့ရပေမဲ့စားစရာတွေကအယမ်းညံ့ဖြစ်နေပါတယ်။ရွာသားတွေကတော့အသက်ဆက်ဖို့အတွက်ညှင်းဆန်လို့မရဘဲစားနေရပါတယ်။ဒေသခံအရာရှိဂျရဲကစားစရာတွေကောင်းပါတယ်လို့ပြောနေပေမဲ့နိုအာကတော့မင်းလက်စားနေရလားလို့တဲ့လိုမေးလိုက်ပါတယ်။ဂျရဲကနိုအာကိုမင်းသားမှမသိလို့ငါတို့ကကိုညီပေးနေတာပဲတုတ်ပြန်မှုတစ်ခုရပိုင်ခွင့်ရှိတာပေါ့လို့ရော်ရော်ဝေဝေနဲ့ပြောလိုက်ပါတယ်။သူတို့ကနိုအာကိုဝိုင်းရံကြပြီးတော့ဂျရဲကနိုအာကိုပညာပေးဖို့ပြင်ပါတယ်။နိုအာဟာဒီလူတွေဟာအားနေသူကိုနှိပ်စက်တဲ့နေရာမှာလက်ဝိုင်းတန်ထားနဲ့အတူတူပဲလို့တွေးလိုက်မိတဲ့အခါဓာတ်ဟာသူ့ဘေးကိုအလိုလိုပြန်ဝဲရောက်ရှိလာပါတယ်။ဒါကသူ့ကိုဂျရဲလိုလူနဲ့နှိုင်းရှင်လို့စိတ်ဆိုးနေတာပါ။နိုအာက
မင်းရဲ့အစွမ်းကိုပြဆန်းလို့ပြောလိုက်တဲ့အခါဓားစီကထွက်လာတဲ့စွမ်းအားဟာအစမတန်ကြီးမားနေပါတယ်။နိုဝါကဒီစွမ်းအားကိုပြည်သူတွေအတွက်အကျိုးရှိအောင်သုံးဆန်းလို့အမိန့်ပေးလိုက်တဲ့အခါမှာတော့လီဖိုင်းတန်ကြားဟာနိုအာကိုတခင်အဖြစ်အသိမှတ်ပြုပြီးအသုံးပြုခွင့်ပေးလိုက်ပါတော့တယ်။နိုအာဟာလီဖိုင်းတန်ကြားကိုအသုံးပြုပြီးဂျရက်ရဲ့ခေါင်းကိုချက်ချင်းပဲအပိုင်းပိုင်းဖြတ်လိုက်ပါတယ်။တောင်မြင်တဲ့အဆောက်တွေကနိုအာကိုဖမ်းမှုပြင်ကြပေမဲ့လီဖိုင်းတန်ကမြေပြင်ကိုရှီလိုင်းနေနဲ့ရိုက်ခတ်လိုက်တာကြောင့်မြေပြင်မှာကျင်းချင်းတင်းချင်းဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီနယ်မြေရဲ့အုပ်ချုပ်ရေးမှူးရိုဝမ်ရောက်လာပြီးနိုအာဟာ73ယောက်မြောက်မင်းသားဖြစ်ကြောင်းသိရတဲ့ချက်ချင်းဒူးထောက်အယိုသေးပြုပါတယ်။ရိုဝမ်ဟာသူကမင်းသားဟင်နရီရဲ့အစီကံဖြစ်ကြောင်းပြောပြပြီးနိုအာဟာတော်ဝင်မင်းသားတစ်ပါးဖြစ်လို့အားလုံးကိုအယိုသေးပြုဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။အားလုံးကနိုအာရှိမှဥညွှန်လိုက်ကြပါတယ်။နိုအာကဂျရဲကိုတော့ပြစ်မှုကြောင့်သူကိုယ်တိုင်ကွက်မြတ်လိုက်ပြီးဖြစ်ကြောင်းဒါပေမဲ့အစားအသောက်ချက်ပြုတ်တဲ့သူတွေကိုတော့အပြစ်မပေးရသေးတဲ့အတွက်ရိုဝင်းကိုပဲစီရင်ဖို့လွှဲအပ်လိုက်ပါတယ်။နိုအာကအစားအသောက်ဝေတာကိုအစကနေပြန်ဆဖို့နဲ့စပြုတ်ထဲမှာအာဟာရဖြစ်စေမဲ့အရာတွေပို့ထည့်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ရွာသားတွေဟာအစားအသောက်ကောင်းကောင်းစားရတော့မှမဟုတ်လို့ဝမ်းသာသွားကြပြီးတော့နိုအာကိုဝိုင်းပြီးချီးကျူးကြပါတယ်။ဆိုးကလည်းနိုအာဟာတကယ်ကိုပဲအံ့ဩဖို့ကောင်းနေသူပဲလို့နားလည်သွားပါတယ်။အိရှိမင်းသားအဲဗတ်ဟာဒီသတင်းကိုကြားတဲ့အခါနိုအာကလဖိုင်တန်ကိုတကယ်ပဲထိန်းချုပ်နိုင်သွားပြီဆိုတာကိုမယုံနိုင်အောင်ဖြစ်နေပါတယ်။နိုအာဟာသူထင်ထားတာချက်ပို့ပြီးတော့အသုံးဝင်နိုင်တယ်လို့လည်းတွေးလိုက်ပါတယ်။အဲ့နောက်ဧကရစ်မင်းကြီးကနိုအာကိုခေါ်ယူတွေ့ဆုံပါတယ်။နိုအာကသူလုပ်ခဲ့ရတဲ့အတွက်အပြစ်ပေးခံရဖို့အစင်သင့်ဖြစ်ထားပေမဲ့မင်းကြီးကတော့ရေဘေးတင်ပြည်သူတွေကိုအမျက်ထုတ်တဲ့သူတွေကိုနှိမ်နှင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောပါတယ်။မင်းကြီးကငါသားအစောကြီးကလေးကသိရင်ကိုယ်တိုင်အပြစ်ရှင်းမှလို့တောင်ဆိုပါတယ်။နိုအာကဒါဟာတိုက်ဆိုင်မှုသာဖြစ်ကြောင်းပြောပြပါတယ်။မင်းကြီးကနိုအာဟာလဖိုင်တန်ရဲ့တခင်ဖြစ်သွားမှန်းသိတဲ့အတွက်သူ့ရဲ့စွမ်းရည်တွေကိုပြန်စစ်ဆေးခိုင်းပါတယ်။အဲဒီခါမှာတော့နိုအာရဲ့ရေတက်ခံဟာအခုဆိုရင်တော့ Triple SRAM SSS တောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။မင်းကြီးကနိုအာရဲ့တိုးတက်မှုကိုအားရကျဉ်းသွားပြီးတော့ဒီပါရမီကိုအင်ပါယာအတွက်အသုံးချဖို့အတွက်တိုက်တွန်းပါတယ်။နိုအာဟာမြို့တော်ထဲမှာနာမည်ကြီးအဆိုတော်တစ်ယောက်ရှိတယ်လို့ကြားတာနဲ့ပြဿရုံတစ်ခုကိုသွားပါတယ်။အဲ့ဒီမှာ Alice လို့ခေါ်တဲ့အဆိုတော်မလေးရဲ့ဖျော်ဖြေမှုကိုကြည့်ရင်သဘောကျနေပါတယ်။ဒါပေမဲ့လူမိုက်တစုကဖျော်ဖြေပွဲကိုနှောက်ယှက်ပြီး Alice ရဲ့အဖေရဲ့အကျွေးတွေကိုဆက်ဖို့အတွက်လာတောင်းပါတယ်။ပြဿရုံပိုင်ရှင်ကဒါပေမဲ့လူမိုက်ခေါင်းဆောင်ကတွန်းထုတ်လိုက်ပြီး Alice ကိုတချင်းဆိုရုံနဲ့အကျွေးဆက်လို့ပြီးမှာမဟုတ်ဘူး။ခန္ဓာကိုယ်နဲ့ယဉ်ပြီးတော့ပတ်စံရှာဖို့ပြောပါတယ်။အဲ့ဒီအချိန်မှာနိုအာကဝင်တာပြီးမိဘကျွေးအတွက်ကလေးတွေကိုခန္ဓာကိုယ်ရောင်းခိုင်းတာဟာဥပဒေနဲ့မညီဘူးလို့ပြောလိုက်ပါတယ်။လူမိုက်ကောင်းဆောင်ကနိုအာကိုရန်ပြူဖို့လုပ်ပေမဲ့နိုအာကလဖိုင်တန်နဲ့ခုခံလိုက်တာကြောင့်သူတို့လည်းလက်စားချေမဲဆိုပြီးတော့ချင်းချောက်ပြီးတော့ထွက်ပြေးသွားပါတယ်။နိုအာကအဲလစ်ကိုသူမရဲ့ကုန်ကြစရိတ်တွေကြောင်းမိတဲ့အခါသူမမေရဲ့စေကူတာစရိတ်တွေကြောင့်အများကြီးလိုအပ်နေကြောင်းသိရပါတယ်။နိုအာကသူမကိုတချင်းဆက်ဆိုဖို့နဲ့တလားကိုရင်း25ပြပေးမယ်။တူတက်လာရင်ပို့ပေးမယ်လို့ကန့်လှမ်းတဲ့အတွက်အဲလစ်ကဝမ်းသာအားရနဲ့လက်ခံလိုက်ပါတယ်။နိုအာအိမ်တော်ပြောင်းတဲ့အခါမှာအဲ့ဒီလူမိုက်တွေဟာအိမ်ရှိမှတောင်းပန်မှုစောင့်နေကြပါတယ်။ဒါပေမဲ့နိုအာကအေဗလင်းကိုသူတို့ကိုမောင်းထုတ်ခိုင်းလိုက်ပါတယ်။မင်းသားတစ်ပါးဆိုတာလူတိုင်းအလွယ်တကူတွေးလို့ရတဲ့သူမဟုတ်ဘူးလို့သူကဆိုပါတယ်။ဟင်နရီကလည်းမင်းသားတစ်ပါးဟာဒီလိုပြဿနာရှာတဲ့သူတွေကိုအတွေ့မခံသင့်ဘူး။ဒါမှတိတ်ခါရှိမှလို့ထောက်ခံပါတယ်။ဒါပေမဲ့နိုအာမှာတခြားအကြံရှိပါသေးတယ်။နိုအာကဟင်နရီကိုအခန်းထဲခေါ်ပြီးအဲ့ဒီလူမိုက်တွေကငါသူတို့ကိုစိတ်ဆိုးနေလို့ထင်သွားရင်အဲလစ်ကိုနောက်လာမနှောက်ယှက်ရတော့ဘူးလို့ရှင်းပြပါတယ်။ဟင်နရီကနိုအာရဲ့ကြိုတင်တွေးခေါ်ပုံကိုအလွန်သဘောကျသွားပါတယ်။နိုအာနဲ့တက်တူရွယ်သူတခြားညီကိုတွေတောင်နိုအာလောက်ညံမကောင်းမှုလို့ချီးကျူးပါတယ်။မင်းသားတွေဟာအမေမတူကြပေမဲ့အမေတူတဲ့သူတွေကပိုခင်ကြပါတယ်။ဟင်နရီကလဖိုင်တန်ချားကိုနိုအာဘလို့တဲလဲလို့မေးတဲ့အခါနိုအာကဓာတ်အရွယ်အစားပြောင်းလဲနိုင်တာကြောင့်အင်ဂျီလက်ထဲမှာဖျောက်ထားလို့ရကြောင်းပြလိုက်ပါတယ်။ညဘက်မှာတော့လူမိုက်တွေဟာနိုအာကိုတွေးဖို့အတွက်စောင့်နေတော့မှပဲခေါင်းဆောင်ဖြစ်သူကစိတ်မရှိဖြစ်ပြီးတော့နိုအာကိုလှမ်းអော်လိုက်ပါတယ်။အဲ့ဒီခါမှာနိုအာကလဖိုင်တန်ရဲ့ဆွမ်းအားနဲ့ချင်းချောက်လိုက်လို့လူမိုက်ခေါင်းဆောင်ဟာလန့်ဖြတ်သွားပြီးသူ့တငယ်ချင်းတွေကလည်းငြိမ်ငြိမ်နေဖို့တားနေကြပါတယ်။နောက်ပိုင်းမှာနိုအာကရာဒေါဆိုတဲ့သူနဲ့တွေ့ပြီးမူးမတ်တွေရှိတဲ့အခန်းထဲကိုရောက်သွားပါတယ်။အလုံးကသူ့ကို73ယောက်မြောက်မင်းသားအဖြစ်မှတ်မိကြပါတယ်။ရာဒေါကနိုအာကင်ထားတဲ့ဓာတ်ကြောင်မိတဲ့အခါနိုအာကဒါဟာအိမ်ရှင်မင်းသားစီရရတဲ့လက်ဆောင်ဖြစ်ကြောင်းပြောပြပါတယ်။အားလုံးကဒါဟာနိုင်ငံတော်ရဲ့ယတနာဖြစ်မှန်းသိကြပေမဲ့လူတစ်ယောက်ကတော့ဒါကကလေးကစားစရာအတူနေမှာပဲလို့လှောင်လိုက်ပါတယ်။ဒါပေမဲ့လူတိုင်းကသူ့ကိုဝိုင်းကြည့်လိုက်ကြတဲ့အတွက်အဲ့ဒီလူလည်းရှက်ကွေးရှက်ကန်ဖြစ်သွားပါတော့တယ်။လက်ဖိုင်တန်ကြားဟာဒေါသထွက်ပြီးလူအားလုံးကိုတိုက်ခိုက်ဖို့စွမ်းအားတွေထွက်လွှတ်လိုက်ပေမဲ့နိုအာကအချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ဒါအောင်မြင်တဲ့မူမတ်တွေကနိုအာရဲ့ထိန်းချုပ်နိုင်စွမ်းကိုအံ့ဩသွားကြပါတယ်။အဲ့နောက်မူမတ်တွေကသူတို့ကိုသူတို့မိတ်ဆက်ကြတယ်။မူမတ်တယောက်ကသူ့သမီးနဲ့အတူလာခဲ့တယ်လို့ပြောပြမဲ့နိုအာကတော့အဲ့ဒီမိန်းကလေးရဲ့အပြုတ်မှုကိုကြည့်ပြီးသူမဟာမွေးစားသမီးဖြစ်ရုံတည်းမကပဲကျွန်းဟောင်းတစ်ယောက်ဖြစ်မှန်းမှာရိပ်မိသွားပါတယ်။မူမတ်ကလည်းနိုအာမှန်ကန်ကြောင်းဝန်ခံပြီးသူမဟာတင်ယူမှုမြန်တာကြောင့်ကျွန်းအဖြစ်ကနေဝယ်ယူပြီးတော့မွေးစားခဲ့တာလို့ဆိုပါတယ်။နိုအာကသူတို့ကိုစိတ်ဝင်စားသွားပြီးတော့စကားပြောဖို့အိမ်တော်ကိုဖိတ်ကြားလိုက်ပါတယ်။နိုအာကသူတို့ကိုအတိအမှတ်ပြုလိုက်တာကိုတခြားမူမတ်တွေကမနာလို့ဖြစ်သွားကြပါတယ်။နိုအာကသူမဟာမွေးစားသမီးဖြစ်မှန်းသိရတဲ့နောက်ထပ်အကြောင်းရင်းကိုရာဒေါကိုရှင်းပြပါတယ်။နိုအာကလဖိုင်တန်ရဲ့ဆွဲအားကိုထုတ်ပြလိုက်တဲ့အခါအဲ့ဒီမိန်းကလေးဟာချက်ချင်းတုတ်ပြန်ခုခံပါတယ်။
တာမန်မှုမဲ့သမီးတွေဆိုရင်အကာအကွယ်ပေးခံရတာကိုပဲရှင်ပါနေပေမဲ့သူမကတော့အစကတည်းကသူမရဲ့သခင်ဘိုင်ရွန်ကိုကာကွယ်ပေးဖို့အတွက်အသင့်ပြင်ထားတဲ့ပုံစံမျိုးဖြစ်နေလို့ပါနောက်တစ်နေ့မှာတော့နိုအာဟာရှေ့ရောက်မြောက်မင်းသားအော်စကာနဲ့အတူကိုဘော့လမ်းမှာရှေ့ရောက်ပစ္စည်းတွေတွားရှာကြပါတယ်အော်စကာကဒီမှာရှိတဲ့ပစ္စည်းအများစုဟာအတူတွေဖြစ်ပြီးတော့ပါရမီရှိတဲ့သူမှအစ်စ်ကိုရှာနိုင်မှာလို့ပြောပါတယ်အော်စကာဘာမှရှာမတွေ့နိုင်ခင်မှာပဲနိုအာကအထူးဆန်းတဲ့စာအုပ်တုပ်ကိုတွေ့ပြီးရင်းသုံးများနဲ့ဝယ်လိုက်ပါတယ်အဲ့ဒီစာအုပ်ဟာဒန်နိုင်လာမော်စရာတယောက်ရဲ့မော်စာအုပ်ဖြစ်ပြီးတော့ရင်း1000လောက်တန်မိုးရှိတာကိုအော်စကာသိသွားပါတယ်နိုအာကတော့အဲ့ဒီစာအုပ်ကိုကင်လိုက်တဲ့အချိန်မှာသူ့ရဲ့လေတက်ခံတိုးလာတာကြောင့်ဝယ်ခဲ့တာပါစာအုပ်ထဲမှာဝိညာဉ်ရှိနေမှန်းသိတဲ့နိုအာကဓာတ်နဲ့ထုတ်လိုက်တဲ့အခါမော်စရာရဲ့ဝိညာဉ်ထွက်ပေါ်လာပါတယ်အော်စကာကဒါဟာအနေရရှိရလို့သတိပေးပေမဲ့နိုအာကလဗိုင်တန်ရဲ့ရေဆွဲအားနဲ့အနိုင်ယူလိုက်ပါတယ်ဘေးပတ်ဝန်းကျင်ကိုမထိခိုက်အောင်ကောင်းကင်ဘက်ကိုဦးတည်တိုက်ခိုက်ခဲ့တဲ့နိုအာရဲ့အဆုံးဖြတ်ချက်ကိုအော်စကာကချီကျူးမဆုံးဖြစ်နေပါတယ်အဲ့နောက်ကုံတဲ့အလန်ကသူ့စီမှာရှိတဲ့လက်စွပ်တစ်ကွင်းဟာအစ်စ်ဟုတ်မဟုတ်စစ်ဆေးပေးဖို့နိုအာကိုတောင်းဆိုပါတယ်အဲ့ဒီလက်စွပ်ဟာသခင်အစ်စ်နဲ့တွေ့မှပုံစံပြောင်းတတ်တာပါနိုအာကလက်စွပ်ကိုဝှက်လိုက်တဲ့အခါမှာလက်စွပ်ကသူ့ကိုသခင်အဖြစ်လက်ခံလိုက်ပြီးတန်ချက်ကဝတ်စုံအဖြစ်ပြောင်းလဲသွားပါတယ်နိုအာကအဲ့ဒီလက်စွပ်ကိုဝယ်ဖို့လုပ်ပေမဲ့အော်စကာကလက်ဆောင်အဖြစ်ဝယ်ပေးလိုက်ပါတယ်အော်စကာရထားလုံးပေါ်ကနေဆင်းချိန်မှာလူမိုက်ခေါင်းဆောင်ကနိုအာကိုရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်နိုအာကလက်စွပ်ရဲ့ဆွမ်းအားနဲ့ကာကွယ်လိုက်ပြီးရထားလုံးမောင်းသူကလူမိုက်ကိုဖမ်းလိုက်ပါတယ်ဒီလက်စွပ်ဟာလဗိုင်တန်နဲ့ချိတ်ဆက်ထားလို့အနေရရှိရင်အလိုလျောက်ကာကွယ်ပေးတာပါနိုအာဟာအဲလစ်ရဲ့ဖျော်ဖြေပွဲကိုတွားကြည့်ပြန်ပါတယ်အဲ့ဒီမှာအမျိုးသား2ယောက်ကအဲလစ်ကိုအတူတူတောက်ဖို့ရန်ဖြစ်နေကြတာကိုနိုအာကဓာတ်နဲ့ချင်းချောက်ပြီးတော့မောင်းထုတ်လိုက်ပါတယ်နိုအာကပြဆက်အယောင်ပိုင်ရှင်ကိုဒီလိုလူမျိုးတွေကိုခွင့်မပြုဖို့ပြောပေမဲ့ပိုင်ရှင်ကစီးပွားရေးကြောင့်လက်ခံနေရတာလို့ဆိုပါတယ်ဒါကြောင့်နိုအာကပြဆက်ယုံကိုရင်း1000နဲ့ဝယ်လိုက်ပါတယ်အဲလစ်ကဘယ်လိုကျေးဇူးဆက်ရမလဲလို့မေးတဲ့အခါနိုအာကသူမရဲ့တခြင်းတွေကိုကြိုက်လို့ဆက်ဆူပေးဖို့ပဲပြောပါတယ်နိုအာဟာအနာဂတ်မှာအေဂရေမင်းကြီးရဲ့ရှေ့မှာတော့သူမကိုတခြင်းဆိုခိုင်းဖို့ရည်ရွယ်ထားပါတယ်နိုအာစီကိုဟန်ဂျိုနယ်မြေရဲ့ဘရင်ခံဒရက်ရောက်လာပါတယ်မင်းကြီးကသူ့ကိုရေဘေးကောက်ွယ်ဖို့တာဝန်ပေးထားပေမဲ့ဗန်နာရေးဝင်ကြီးဌာနကရန်ပုံငွေမချပေးလို့အလုံးမဖြစ်တာပါနိုအာကဗန်နာရေးဝင်ကြီးမဲဒရစ်စီသွားပြီးမေးတဲ့အခါမှာမဲဒရစ်ကမင်းကြီးရဲ့အားလက်ရဲ့အိမ်တော်ဆောက်ဖို့အတွက်ပတ်စံတွေကိုဖယ်ထားတာလို့အကြောင်းပြပါတယ်နိုအာကမင်းဟာမင်းကြီးကိုအကြောင်းပြပြီးပြည်သူတွေကိုနှိပ်စက်နေတာငါမင်းကြီးကိုတိုင်မယ်လို့ချင်းချောက်လိုက်တဲ့အခါမဲဒရစ်ကလည်းကြောက်ပြီးတော့ရန်ပုံငွေတွေချက်ချင်းချပေးလိုက်ပါတယ်နိုအာရဲ့စေစက်ညှိနှိုင်းမှုစွမ်းရည်ကိုဒရက်ကအလွန်အံ့ဩသွားပါတယ်အဲ့နောက်အေဂရစ်မင်းကြီးကနိုအာကိုခေါ်တွေ့ပြီးမဲဒရစ်ကိုကင်တွယ်နိုင်ခဲ့တာကြောင့်ချီးကျူးပါတယ်မင်းကြီးကနိုအာကိုအင်ပါယာရဲ့အတော်ဆုံးထားသမားဒေမီယန်နဲ့မိတ်ဆက်ပေးပြီးပညာသင်ခိုင်းပါတယ်ဒေမီယန်ကနိုအာကိုစမ်းသပ်တိုက်ခိုက်ပေမဲ့နိုအာကလဗိုင်တန်ရဲ့အရင်သခင်နေစီကအတွေ့အကြုံတွေကိုသုံးပြီးဒေမီယန်ကိုအနိုင်ယူလိုက်ပါတယ်မင်းကြီးကနိုအာကိုသူရဲကောင်းရွေးချယ်ပွဲရဲ့အဓိကဒိုင်လူကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်နိုအာကရွေးချယ်ပွဲစနစ်ကိုပြောင်းလဲလိုက်ပြီးအရေးချင်းအရှိဆုံးသူတွေကိုသူကိုယ်တိုင်ရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကုံတယ်ဘိုင်ရွန်ကနိုအာစီကနေအကူအညီတောင်းပြီးနိုအာရဲ့တစိတ်ကိုသူ့ဆိုင်မှာသုံးခွင့်တောင်းပါတယ်နိုအာကဘိုင်ရွန်ကိုသူ့ရဲ့လက်အောက်ခံအဖြစ်လက်ခံလိုက်ပါတယ်ဘိုင်ရွန်ကိုလက်ခံလိုက်တဲ့အတွက်နိုအာရဲ့စွမ်းရည်တွေတိုးလာပေမဲ့ရုတ်တရက်သူ့ရဲ့ရေတက်ခံကျသွားတာကိုသတိပြုမိလိုက်ပါတယ်ဒါဟာအမေနီးယားနယ်မြေမှာတခုခုဖြစ်နေပြီဆိုတာသူသိလိုက်ပါတယ်မင်းကြီးစီသွားမိတဲ့အခါမှာတော့အဲ့ဒီမှာပုံကံမှုတွေဖြစ်နေကြောင်းသိရပါတယ်နိုအာကသူ့ရဲ့စွမ်းရည်ကျသွားတဲ့ပမာဏကိုကြည့်ပြီးပုံကံသူအရေးအတွက်ဟာ9000လောက်ပဲရှိအောင်မလို့ခန့်မှန်းလိုက်ပါတယ်မင်းကြီးကနိုအာကိုနှိမ်နှင်းခိုင်းပေမဲ့နိုအာဟာသူဟာတင်းငယ်လို့စစ်တီတွေကနားခံမှာမဟုတ်ကြောင်းတည်ငြိမ်ရင့်ကျက်တဲ့ဟင်နရီကိုပဲလွှတ်တင်ကြောင်းအကြံပေးပါတယ်နိုအာဟာဟင်နရီနဲ့တူခရီးသွားနေတော့အမေနီးယားပုံကံသူတွေရဲ့တိုက်ခိုက်မှုကိုခံရပါတယ်နိုအာကလက်ဗိုင်တန်ရဲ့ဆွဲအားနဲ့သူတို့ကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်အဲ့နောက်နိုအာကဘိုင်ရုတ်ကိုခေါ်ပြီးတော့အမေနီးယားမှာရှိတဲ့မြင်းစာတွေကိုအကုန်ဝယ်ယူဖို့ခိုင်းပါတယ်ပုံကံသူတွေရဲ့မြင်းတွေကိုအစာပြတ်အောင်လုပ်ပြီးဟင်နရီအတွက်တိုက်ပွဲကိုပို့လွယ်ကူအောင်ကူညီပေးဖို့စီစဉ်လိုက်တာပဲဖြစ်ပါတယ်ဇက်လက်လီကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီနော် Like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့အောင်ရှင်